နောက်တစ်ခုတက်မယ်ပေါ့နော်ဟိုရှိရကတင်ပေးထားတာက basic pattern မှာဖုံမီချင်းကိုတင်ပေးထားပေးတယ်ဒီနေ့တစ်ခုတက်မဲ့ဟာကတိုင်းတို့သူ့ကို pattern အနေနဲ့ဆိုရင် SC ဒါမှမဟုတ်သူ့ကိုအရှိကောင်းနေဆိုမှဆိုရင် single crochet လို့ခေါ်တယ် diagram အနေနဲ့ဆိုရင်ဒီလိုအမှားပုံစံလေးသွားမယ်diagram ပုံကြည့်ပြီးထိုးမယ်ဆိုရင်ဒီလိုဟာလေးတွေတွေ့ပြီးဆိုရင်ဒါ SC ကိုပြောတိုင်းတို့ကိုပြောတာပေါ့နော်ဒါမှမဟုတ် SC လို့ဟိုရေးတာတော်တော်များများကအယုတ်ပတ်တန်တွေပါတွေဆိုရင်ပတ်တန်ချရေးတာတွေဆိုရင်အမှဆိုရင် SC ဆိုပြီးတွေ့လိမ့်မယ် single crochet တိုင်တိုအဲ့ဒါလေးကိုအရင်ထိုးပြပေးမယ်ရှေ့ရက်ကပြောရတာပေါ့နော်ရှေ့ရက်ကပြောတဲ့ဗီဒီယိုတွေမှာတိတ်ထင်လာတော့မသိဘူးဖုံမီဆိုရင် chain ပတ်တန်မှာဆိုရင် CH diagram မှာဆိုရင်သူကဒီလိုအလုံးလေးတွေလာတယ်အဆက်လေးတွေလာတယ်တိုင်တိုဆိုရင် single crochet မှာဆိုရင်ပတ်တန်ဆိုရင် SC diagram ဆိုရင်ဒီလိုမျိုးလေးတွေလာမယ်နာဒီတစ်ခုတက်တဲ့ဒုတိယမြောက်တစ်ခုပေါ့နော်ဒါလေးကိုထိုးပြပေးမယ်အခုဆိုတော့ထိုးမယ်အဲ့နဲ့ချင်းနဲ့ကိုယူလိုက်ပြီပေါ့နော်အကုန်လုံးကဘာကနေစရဲဆိုရင်ဖုံမီကနေစတယ်ဖုံမီကနေစတာဖြစ်တဲ့တော့ကိုဖုံမီထိုးရမယ်ဆိုရင်ဘာလုပ်မလဲ slip knot ဆိုတာကိုကတော့ဒီလိုကြိုးလေးကိုခွင်းနေတော့လေးချိလိုက်တယ်เนาะဖုံမီထိုးတဲ့ပုံစံလေးကိုပြင်ပြလိုက်မယ်တခါတည်းအဲ့ဒါကိုပြီးရင်ကိုကမရစ်ဘူးเนาะဒီလိုရစ်ပြီးတောင်းတက်လို့မဟုတ်တဲ့အတွက်ကိုလက်ညှိုးနဲ့လက်ကလေးနဲ့မှာတူကင်သလိုကင်မယ်ကင်ပြီးသွားတဲ့အခါကျရင်ဒီဘူးလေးကိုပြီးထားမယ်ဒီခွင်းလေးကလည်းအဲ့ရဲ့အနေတော့အတွင်းအထုပ်ရတဲ့အနေထားမှာရှိနေရမယ်ကြက်လည်းမကြက်နေရအောင်ကျဲလဲကျဲမနေရအောင်အဲ့ဒါဆိုရင်ဖုံမီထိုးပါမယ်ချီကိုအခါကိုချီနဲ့တက်မှာယူမယ်တက်မှာယူပြီးတဲ့အခါကျရင်ဖင်ပေးပြီးတော့เนาะဖင်ပေးပြီးတော့ချိတ်ပြီးတော့ဆွဲထုတ်လိုက်မယ်ပြီးရင်ပြန်လှန်လိုက်မယ်ပြီးရင်နောက်တစ်ခွင်းတက်ကိုဒီလိုယူမယ်เนาะအခါကိုဇာထိုးဟိုဖင်ပေးပြီးတော့လှက်ယူမယ်ဂျယ်လီနဲ့ယူလာမယ်ဆွဲထုတ်လိုက်တဲ့အပေါ်ကိုပြန်လှန်လိုက်တယ်ပြီးရင်နောက်တစ်ခွင်းတက်ကိုဒီလိုလေးထိုးတယ်ပေါ့နော်အဲ့ဒါဆိုရင်ကိုရီးယားအရှိရကဖုံမီကျက်ထားပြီးမှထင်တာပါပဲဖုံမီကိုအခုဆိုရင်ကိုက10ခုထိုးလိုက်ပါမယ်1 2 3 4 5 6 9 8 9 10ဖုံမီ10ခုထိုးလိုက်ပါပြီဖုံမီ10ခုဖုံမီ10ခုရပြီဆိုရင်ပထမဦးဆုံးဒီတစ်ပေါက်ကိုကြော်မယ်ဒီဒုတိယပေါက်ကနေစမယ်ပေါ့နော်တခြားကြည့်မယ်နော်ဒီဒုတိယပေါက်ထဲဒီဒုတိယခွင်းထဲကိုချီကိုထိုးထည့်လိုက်မယ်ချီကိုထိုးထည့်ပြီးရတဲ့အခါကျရင်ကျိုးစားကိုဆက်ထုတ်မယ်ကျိုးစားကိုဘယ်လိုဆက်ထုတ်မယ်ဆိုတော့မှကြည့်နော်ချီဖုံမီတော့ကချီယူနည်းနဲ့အတူတူပဲကျိုးစားကိုဒီလိုမျိုးချီစားကိုယူမယ်ကျိုးစားလေးကိုတာလေးဆွဲပြီးဒီပေါက်ထဲကနေထုတ်လိုက်မယ်ဟောလက်ထက်မှာဒီလိုလေးဖြစ်သွားတယ်နော်ဒီလိုလေးဖြစ်သွားတယ်အဲ့လိုလေးဖြစ်သွားတယ်လက်ထက်မှာနှစ်ကွင်းပေါ့ကွယ်အဲ့လိုနှစ်ကွင်းဖြစ်သွားတဲ့ဟာကိုအဲ့နှစ်ကွင်းကြားတဲ့ကနေချီစားကိုနောက်တစ်ခေါက်ထပ်ထုတ်အောင်မယ်ဘယ်လိုထုတ်မလဲချီကိုယူမယ်ဆိုရင်ဒီမှာဂျက်ကောက်လေးကိုဖင်ပေးပြီးတော့ချီစားလေးဒီလိုချိတ်ပြီးယူလာလိုက်မယ်ယူလာပြီးတဲ့အခါကျရင်ဒီအပေါက်နှစ်ပေါက်လုံးနဲ့တစ်ခါလေးဆွဲထုတ်လိုက်မယ်ဒီလိုလေးလုပ်လိုက်မယ်ဒါဆိုရင်တိုင်တိုတတိုင်ရပြီနော်တိုင်တိုတတိုင်ရပြီနောက်တစ်တိုင်လုပ်ပြမယ်နောက်တစ်တိုင်အတွက်ကိုဒီအပေါက်ထဲမှာမသုံးတော့ဘူးနောက်သူ့ရဲ့ဖေးပေါက်ကိုသွားမယ်ဖေးပေါက်ထဲကိုအထိုးထည့်လိုက်ပါပြီအထိုးထည့်ပြီးရတဲ့ခါကျရင်ချီစားလေးကိုဆက်ထုတ်မယ်နှစ်ကွင်းရပြီအဲ့နှစ်ကွင်းနဲ့ကနေပြီးတော့နောက်တစ်ခါချီစားလေးကိုတစ်ခါဆွဲပြီးတော့နှစ်ပေါက်ပြားတဲ့ကနေတစ်ခါထုတ်မယ်ဒီထားလိုက်ရင်ဟောတိုင်တိုနောက်တစ်ခုရပါပြီโอเคတတိယတစ်ခုတိုင်တိုတက်မယ်ဒီတတိယတစ်ခုတိုင်တိုအတွက်ကဒီအပေါက်ထဲကနေပြီးတော့အထိုးထည့်လိုက်မယ်ချီစားလေးကိုဆွဲထုတ်မယ်နှစ်ကွင်းရပြီနှစ်ကွင်းကြားရနေတစ်ခါဆွဲထုတ်မယ်ကဲအဲ့ဒါဆိုရင်ဒီမှာဆိုရင်3ခုရပြီပေါ့နော်နောက်တစ်ခေါက်ထပ်ပြပေးမယ်ဘေးဘက်ကိုသွားမယ်ဘေးဘက်ကိုသွားပြီးတဲ့ခါကျရင်အဲ့လေးကိုထိုးထည့်လိုက်မယ်ချီစာလေးကိုဆွဲထုတ်မယ်နှစ်ပေါက်ရပြီနှစ်ပေါက်ကြားရနေတစ်ခါဆွဲထုတ်မယ်โอเคနောက်တစ်ခုရပြီအဲ့လိုမျိုးကိုကဒီဖုံမီဆုံးတဲ့အထိထိုးရပေးမယ်နော်โอเคဒီမှာအပေါက်ထည့်ထိုးထည့်လိုက်တယ်အခုကြားရနေဆွဲထုတ်တယ်အဲ့လိုမျိုးတိုင်တိုဖုံမီဆုံးတဲ့အထိထိုးရပေးမယ်နော်ဒီနောက်ဆုံးပေါက်ရောက်ပြီပေါ့နော်ဒီနောက်ဆုံးပေါက်ထဲမှာထိုးလိုက်ပါအောင်မယ်โอเคဒါဆိုရင်ကိုကဒီမှာတိုင်တိုလေးတွေထိုးတာရသွားပြီအဲ့တော့ဒီမှာပြန်ရီမယ်တိုင်တိုဘယ်နှတိုင်ရှိမလဲဒီနော်ခုနကဖုံမီ10ခုကျထားရနော်တိုင်တိုဘယ်နှတိုင်ရှိမလဲရီမယ်1 2 3 4 5 6 9 10 9ဒါပေမဲ့ဒီနားမှာဖုံမီတစ်ခုချန်ထားတဲ့နေရာလေးရှိတယ်အဲ့ဒါကို10လို့မှတ်မယ်ဒီလိုတိုင်တိုထိုးပြီးသွားရင်နောက်တန်းဘယ်လိုတက်လဲဆိုတာပြပြပါမယ်နောက်တန်းတစ်ခုတက်ဆိုရင်ဖုံမီတစ်ခုကျင်မယ်ပြီးရင်ဓာတ်တဲ့ဘက်ဒီဖင်ဘက်ကိုပြန်လှန်လိုက်မယ်ပြန်လှန်ပြီးတဲ့အခါကျရင်ဒီဖုံမီတစ်ခုကျတဲ့ဟာကိုတတိုင်းလို့သတ်မှတ်မယ်တတိုင်းလို့သတ်မှတ်မှာဖြစ်တဲ့အတွက်ကိုနောက်တတိုင်းထိုးဖို့အတွက်ကိုဒီဘေးကဒီ
ဒီမှာလူတိုင်းမှားတတ်ဟာပဲမယ်လူတိုင်းကဒီအောက်ခြေကိုသွားချတယ်ပေါ့နော်ဒီအောက်ခြေကိုမသွားဘူးဒီဘေးကိုသွားမယ်ဒါပေမဲ့တချို့ပတ်တန်တွေမှာဆိုရင်ဒီအောက်ခြေကိုသွားပြီးတော့မှထိတ်ကဖုံးပြီးတစ်တိုင်းကိုမသုံးတဲ့ပတ်တန်တွေလည်းမျိုးစုံရှိတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ပုံမှန်သမယိုးကြနေကိုပြောပြသွားမယ်အဲ့တော့ဒီဘေးကဒီအောက်တဲ့ဟာမဟုတ်ဘဲနဲ့ဒါတစ်တိုင်းလို့သတ်မှတ်ထားတာဖြစ်တဲ့တော့ကိုသူ့ဘေးကအပေါက်ထဲကိုထိုးမယ်ကဲသူ့ဘေးကအပေါက်ထဲကိုအထိုးလိုက်ပါပြီဒီစားကြည့်မယ်နော်သူ့ဘေးကအပေါက်ထဲအထိုးလိုက်ပြီအထိုးလိုက်တဲ့အချိန်မှာအမြဲတမ်းပြဿနာတက်တဲ့ဟာတစ်ခုပြပြမယ်ဒီစထိုးတဲ့သူတွေကပေါ့နော်နောက်ပိုင်းမှာ line up တို့ line ဖော်တာတော့အတွင်း line ဖော်တာတော့ပြင် line ဖော်တာပဲလာတာပေါ့နော်ဒါကတော့အတွင်း line လည်းမဖော်ဘူးပြင် line လည်းမဖော်ဘူးရိုးတိုင်တူပဲတက်မှာဖြစ်တဲ့အတွက်ကိုဒီအထိုးလိုက်တဲ့အချိန်မှာဒီမှာကြည့်လိုက်ရင်ဒီမှာခွင်းကနှစ်ခုတွေ့လားဒီစားအဲ့တစ်ချောင်းလိုက်ပြမယ်ဟောဒီမှာအရှိတယ်ခဏနော်ဒီမှာခွင်းဒီမှာတစ်ကျိုးနှစ်ကျိုးအဲ့ဒီနှစ်ကျိုးလုံးရဲ့အောက်ခြေကနေဖြတ်ပြီးတော့ယူတာအဲ့လိုနှစ်ကျိုးလုံးရဲ့အောက်ခြေကနေဖြတ်ပြီးမယူဆိုရင် line ဖော်သလိုလေးဖြစ်သွားတတ်တယ်ပေါ့နော်အခုက line မဖော်ဘူးရိုးတိုင်လို့တက်နေပဲတင်တာဖြစ်တဲ့အတွက်နှစ်ကျိုးလုံးရဲ့အောက်ခြေကနေယူမယ်โอเคရိုးဒီအပေါက်တက်ထုတ်ထည့်ပြီးဖြစ်တဲ့အတွက်ကိုကအခုနောက်တစ်တန်းအတွက်ကိုတိုင်တူထောင်မယ်တိုင်တူကယူနေကြတိုင်းပဲနော်ဒီမှာနောက်ခြေကနေယူလိုက်တယ်ခြေဆွဲထုတ်လိုက်တယ်လက်ထဲမှာနှစ်ခုအဲ့နှစ်ခုကြားထဲကနေပြီးတော့ပြန်ဆွဲထုတ်တယ်โอเคနောက်တစ်တိုင်းအတွက်ဆိုရင်လည်းသူ့ဘေးကအပေါက်ထဲကိုသွားမယ်ဒီမှာဒီလိုကြည့်လိုက်ရင်ရမ်းသိတာပါတယ်ဒီမှာအပေါက်ထဲကိုထိုးတွဲလိုက်တဲ့ခါကျရင်နှစ်ကျိုးလုံးအောက်ကနေဝင်သွားတယ်ခြေသားလေးကိုဆွဲထုတ်လိုက်မယ်ထိုးမယ်အဲ့ဒါကိုဒီဘက်ထိပ်ထိထိုးမယ်နော်ဒီဘက်ထိပ်ထိထိုးပြမယ်ဒီဘက်ထိပ်ထိထိုးမယ်ဒီလိုမျိုးသွားမယ်ကိုကအမြဲတမ်းလေဒီမှာပြဿနာတက်တာတခုကကြတော့စောင်းသွားတာရွက်သွားတာတွေဖြစ်တဲ့ကိုထိုးခဲ့တဲ့တိုင်ကိုဒရမ်းပြီးဒရမ်းပြန်စစ်မှာโอเคအများဆုံးဒီနေ့ဆိုရက်ကြတော့မှာကိုပြန်စစ်လိုက်မယ်ဒီမှာကိုကဖုံးပြီးတစ်ခုကိုတစ်တိုင်းယူထားတယ်ဒီမှာဆိုရင်ဒီတိုက်တုံးနဲ့ဆို2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်ပဲရှိသေးတယ်ဒါပေမဲ့ဒုတ်ပေတီကမှုဒီမှာကိုကကြည့်လိုက်မယ်ဆိုရင်ဟာညီနေပြီလေတော်ပြီလေလို့ထင်မှာပေါ့ရှေ့မှာဆက်လာမယ်ဟာအမြဲတမ်းကိုပဲဖြစ်သွားလိမ့်မယ်ဒါညီနေသေးတာမဟုတ်ဘူးအဲ့တော့ဒီအောက်မှာဖုံးပြီးတနေရသာယူထားတဲ့ဟာရဲ့ဒီမှာဒီခွင်းလေးပေါ့နော်ဖုံးပြီးတစ်ခုလုံးကိုယူလို့မရဒီခွင်းလေးရှိတယ်ခွင်းလေးတွေကိုထည့်ပြီးတော့အဲ့နေရာမှာတိုင်တိုးတစ်တိုင်းထောင်လိုက်မယ်အဲ့ဒါဆိုရင်ပြန်ဟီမယ်ဆိုရင်1 2 3 4 5 6 9 10ဒီဘက်ကဖုံးပြီးတစ်ခုစားတနေရနဲ့ဆို30အဲ့ဒါကဲဒါဆိုဒုတိယတန်းပြီးသွားပြီတတိယတန်းဘယ်လိုတက်မလဲတတိယတန်းတက်မယ်ဆိုရင်ရှေ့တန်းတက်ထားတာနဲ့အတူတူပဲလွယ်တယ်ရှေ့တန်းတက်သလိုပဲတက်မယ်ဖုံးပြီးတစ်ခုကြည့်လိုက်မယ်ဒီဘက်ချမ်းကိုပြန်လှန်လိုက်ပါပြီပြန်လှန်လိုက်ပြီးတဲ့အခါကျရင်ဒီအောက်ခြေအပေါက်ထဲမှာလုံးဝမထိုးပါဘူးသူဘေးကအပေါက်ထဲကနေပြီးတော့သွားမယ်ဒီဖုံးပြီးတစ်ခုကြည့်ထားတာကိုကတတိုင်လို့မှတ်မယ်ဘေးကအပေါက်ထဲကိုထိုးထည့်လိုက်ပြီးတော့ဒီမှာခြေစကိုဆွဲထုတ်လိုက်ပါတယ်နော်ပြီးရင်နောက်တော့ပါဘေးရှေ့ကပတန်နေတိုင်းပဲပတ်လေကိုထိုးသွားမယ်ပတ်လေကိုထိုးရမယ်ပတ်လေထိုးရပြီးတဲ့ခါကျအဆုံးထိရောက်ရင်အမြဲတမ်းကိုလို့ရမယ်အလောက်ကငါးအောက်ရှင်မှာတိုင်တို10တိုင်းနဲ့စထားတယ်တိုင်တို10တိုင်းနဲ့စထားတာဖြစ်တဲ့အတွက်ကိုငါးရဲ့အပေါ်မှာရှိတဲ့အတိုင်ကလည်းတိုင်တို10တိုင်းဖြစ်ကိုဖြည့်ကြမယ်โอเคဒီမှာဖုံးမီတစ်ခုကြထားတဲ့နေရာကျတော့1 2 3 4 5 6 9 10 9ခုပဲရှိသေးတယ်ဒီမှာဘေးမှာဒီမှာဖုံးမီတစ်ခုကြထားတယ်လို့ကိုယူထားတဲ့နေရာရှိတယ်အဲ့နေရာရောက်ပြီဆိုရင်အဲ့တဲကိုထိုးထည့်လိုက်ပြီးတော့တိုင်တိုတစ်တိုင်းထောင်လိုက်မယ်ကဲဒါဆိုရင်ကိုကတိုင်တို10တိုင်းရသွားပြီကဲနောက်တစ်တန်းထပ်တက်မယ်ဆိုရင်ပုံမှန်အတိုင်းပဲဒီလိုဖုံးမီတစ်ခုကြည့်ပြီးတော့ဘေးပတ်လေကိုထိုးရပါမယ်ဒါကတော့တိုင်တိုထိုးတာပေါ့နော်ကိုကအင်ကြီးပဲထိုးကလစ်ပဲထိုးခြင်းနဲ့ဟာထိုးအဓိကပြဿနာအများစုတက်ကြတာတော့ဒီတိုင်လိုဗျန့်လေးတွေထိုးကြတာမျိုးကကြတော့အိတ်အောက်ခြေအပြားတွေပါထိုးကြတာပေါ့နော်ကိုကမညီဘူးဆိုရင်အိတ်အောက်ခြေအပြားကြီးကမလှပဲဖြစ်နေမှာပေါ့နော်အမြဲတမ်းကိုကရှိရမယ်ကဲဒါဆိုတန်းပြီးသွားတန်းပြီးသွားရင်ကိုကရှိမယ်2 4 6 8 10အဲ့လိုမျိုးရှိပေးရမယ်ဒါဆိုရင်ဒီမှာကိုကဒါဆိုရင်ဒါ4တန်းတက်ထားတယ်ပေါ့နော်ဒီလိုမျိုးတိုင်တိုထိုးနည်းလေးပါဒါဟာတိုင်တိုထိုးနည်းနောက်တစ်ခုဗီဒီယိုမှာဆိုရင်တိုင်ရှည်ထိုးနည်းလာပါမယ်